ဖိုးအိုတယောက်ဟာမြေကြီးပေါ်မှာပြန်ကျဲနေတဲ့ရွှေတုံးတွေကိုတဒုံချင်းစီလိုက်ကောက်နေတာကိုတွေ့ရပါတယ်။နောက်ဆုံးကျန်နေတဲ့ရွှေတုံးလေးကိုကောက်ယူလိုက်တဲ့အချိန်မှာပဲသူ့လက်ထဲမှာကြောက်ခဲတစ်လုံးကိုပါမတိမတာစုပ်ကင်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရန်သူဗိုလ်မှူးကအဖိုးအိုကိုပစ်တက်ဖို့မိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့အဖိုးအိုကလက်တွက်ချေတွက်နဲ့သူ့လက်ထဲကကြောက်ခဲကိုမြေမြုပ်မိုင်းရှိတဲ့နေရာစီပစ်ပေါက်လိုက်တဲ့အခါမှာတော့ဝုန်းကနေမိုင်းခွဲသွားပါတော့တယ်။ရုပ်တရက်ဆိုတော့ဗိုလ်မှူးလည်းလိုက်ဖြတ်သွားပြီးသူ့စစ်သားတွေကိုရှေ့တဲ့ပြင်ဖို့အမိန့်ပေးလိုက်ပြန်ပါတယ်။ဒါပေမဲ့မယုံနိုင်စရာကောင်းတာကအဖိုးအိုဟာတာမန်တက်တုတ်တဲ့အိုးပြားလေးအကူကိုအသုံးပြုပြီးကြီးစားတဲ့အကုံလုံးကိုကာကွယ်လိုက်နိုင်တာပါပဲ။ Captain America တော့လက်ဖြောက်ခါသွားတော့တဲ့အကွာမျိုးပေါ့ဗျာ။တိုက်ပွဲစတင်ခြင်းအဖိုးအိုတေလောက်ပြီးလို့တွက်ပြီးဗိုလ်မှူးကပြစ်တာရက်ခိုင်းလိုက်ပါတယ်။ပြီးတော့အခြေအနေကြီးကိုစစ်သားကြောက်ကိုလွတ်လိုက်ပါတယ်။စစ်သားကအနားတော့မကတ်နိုင်သေးဘူး။ရုပ်တရက်မြေမြုပ်မိုင်းတကူပြန်တက်လာပြီးပောက်ကွဲသွားတာကြောင့်အဲ့ဒီစစ်သားကပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်။ဒါနဲ့မကျင်းတဲ့ဗိုလ်မှူးကနောက်တဲ့စစ်သား2ယောက်ကိုဘေးဘက်တွေကနေထက်လွတ်လိုက်ပြန်ပါတယ်။ဒါပေမဲ့သူတို့လည်း3စက္ကန့်တော့မခံလိုက်ပါဘူး။အသက်ခံလိုက်ရပြန်တာပါပဲ။သူ့လူတွေတေကုန်တာမြင်တော့ဗိုလ်မှူးကဒေါသထွက်ပြီးဖမ်းလာတဲ့အမျိုးသမီး3ဘက်2ယောက်ကိုရှေ့ကနေတွားခိုင်းပြီးမိုင်းရှင်းခိုင်းပါတော့တယ်။ဒီအချိန်မှာပဲအဖိုးအိုကတော့လွတ်မြောက်သွားပြီဖြစ်ပါတယ်။သူဟာအရန်ကိုမောပန်းနွမ်းနေပြီးပျက်စီးနေတဲ့ကားတစ်စီးအောက်မှာဝင်ရောက်ပုံအောင်နေပါတယ်။သူ့မှာရထားတဲ့တန်ရာကိုခါဘက်နဲ့စီးဘာဆေးဝါးမှမပါပဲကြီးစံကိုသူ့ဘာသာဓာတ်နဲ့ပြန်ထုတ်နေတာကိုမြင်ရတာတကယ်ကိုကြောချမ်းစရာပါပဲ။နာကျင်လို့သူတတိလေးမိတ်မျောသွားပါတော့တယ်။သိမကြခင်မှာပဲရန်သူစစ်သားတွေကအနှံ့ကန်ခွေးတွေနဲ့အတူနီးကပ်လာကြပါတယ်။ခွေးအောင်တန်ကြလို့အဖိုးကိုနိုးလာပြီးသူရွှေတွေကိုအမြန်သိမ်းစီကကားအောက်မှာပြန်ပုံနေလိုက်ပါတယ်။စစ်သားတွေကသူ့ကိုမမြင်ပေမဲ့ခွေးတစ်ကောင်ကတော့သွေးနှံကိုရသွားခဲ့ပါတယ်။အဖိုးကရန်သူချစ်ကားအောက်ကိုတွားသွားပြီးဓာတ်နဲ့စီတန်ကြီးကိုဖောက်ချလိုက်ပါတယ်။ပြီးတော့ဓာတ်စီတွေကိုသူ့ကိုပေါ်လောင်းချပြီးအနှံ့ဖြောက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့ခွေးကဓာတ်စီနှံကိုပါရသွားပြီးဟောင်းပါလေရော။စစ်သားတွေလည်းကားရပ်ပြီးချက်ချင်းရှာဖွေစားလုပ်ကြပါတော့တယ်။အခွင့်ကောင်းကိုစောင့်နေတဲ့အဖိုးဟာမိဘကြီးကိုအားကုန်ပြေးပါတော့တယ်။ဒါပေမဲ့ခွေးကသူ့ကိုမြင်သွားပြန်ပါတယ်။စနေပါသွားကလမ်းပစ်လိုက်လို့ခြေတော်ကိုကြည်တီမှန်သွားခဲ့ပါတယ်။ဗိုလ်မှူးကတော့သူ့ကိုအရှင်ဖမ်းဖို့အမိန့်ပေးနေပါတယ်။ခွေးကနောက်ကနေတောက်ဆောင်လိုက်လာတဲ့အခါအဖိုးကမီးချစ်ကိုချစ်ပြီးသူ့ကိုသူမီးရှို့လိုက်ပါတော့တယ်။မီးလောင်နေတဲ့လူတယောက်ကိုမြင်တော့ခွေးလည်းလန့်ပြီးရသွားတာပေါ့။မီးလောင်ထားတဲ့တန်ရာနဲ့ပဲအဖိုးဟာမြစ်ထဲကိုခုန်ချသွားခဲ့ပါတယ်။စစ်သားတွေလမ်းပြေးပေမဲ့ရေထဲရောက်သွားလို့လွတ်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့တဲလာတဲ့ရွှေတွေကလေးလွတ်တာကြောင့်ရေအောက်ကိုတန်းပြီးမြုပ်သွားပါတော့တယ်။စစ်သားတွေကရေမကူတတ်ကြတော့ဒီတိုင်းကြည့်နေရတာပေါ့။နာယီဝက်လောက်ကြာတော့အဖိုးကအသက်ရှူဖို့ရေပေါ်ပြန်တက်လာပါတယ်။ခေါင်းပေါ်လာတာနဲ့စနိုက်ပါကထပ်ပစ်လိုက်လို့ရေပင်တစ်ခုလုံးတွေးချင်းနီးသွားပါတယ်။ရွှေတွေကိုပြန်လိုချင်တဲ့ဗိုလ်မှူးကရင်ကုန်သမားတရာကိုဆင်းခိုင်းလိုက်ပါတယ်။ရင်ကုန်သမားရေအောက်ရောက်သွားတဲ့အချိန်မှာပဲအဖိုးကတုတ်လည်းပင်ကိုလှီးဖြတ်ပြီးအောက်ဆီဂျင်ဘူးကိုယူလိုက်ပါတယ်။လေဘော်ကစစ်သားတယောက်ကဓာတ်ကိုမြင်ပြီးကြောက်လန့်သွားပါတယ်။ဗိုလ်မှူးကနောက်ထပ်လူတွေထပ်ဆင်းခိုင်းပြီးမယ်။2စက္ကန့်တော့မကြာဘူးရေပင်ကသွေးတွေနဲ့နီးရဲလာပြန်ပါတယ်။စစ်သားတွေလည်းကြောက်လန့်ပြီးနောက်ဆုတ်ဖို့ပြင်ကြပါတော့တယ်။ပရိုဖီရဲ့ဖြီနေတဲ့ကြားထဲမှာသူတို့အချင်းချင်းပြန်ပြင်းပြီးစစ်သားတယောက်တေးသွားပါတယ်။အဲ့ဒီအချိန်မှာစနိုက်ပါသမားကစက်တနက်အကြီးစားနဲ့ပစ်ခတ်ပါတော့တယ်။ဒါပေမဲ့အဖိုးကတေသွားတဲ့စစ်သားအလောင်းကိုဒိုင်းကဖက်သွင်းပြီးထွက်ပြေးလွတ်မြောက်သွားပြန်ပါတယ်။ဗိုလ်မှူးကတော့ဘာလို့ရမှန်းမသိပဲကြောင်ကြည့်နေရရုံကလွဲလို့ဘာမှမတတ်နိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာပဲအဖိုးရဲ့အချစ်တော်ခွေးလေးပြန်ရောက်လာတာကိုဗိုလ်မှူးကတွေ့သွားပါတယ်။ချက်ချင်းပဲဗိုလ်မှူးကောင်းတဲ့အကြံတစ်ခုဝင်လာပါတယ်။အဲ့ဒါကတော့ဒီခွေးကိုအသုံးပြုပြီးအဖိုးကိုခြေရာခံခိုင်းမှုပဲဖြစ်ပါတော့တယ်။ဒီတော့အဖိုးဒီလောက်သူ့ခွေးလေးကိုကေးတင်နိုင်မလားရန်သူတွေကိုဘယ်လိုဆက်လက်ချေမှုန်းသွားမလဲဆိုတာကတော့